ရင်လိုတော့သဘောမကောင်းရတော့ဘူးကိုပေးတဲ့စေတနာတွေနဲ့ပဲပြန်စော်ကားသွားကြတယ်လေအာနာတတ်ပါတယ်အရင်လိုတော့မလိုက်ရဲတော့ဘူးကိုပေးတဲ့မေတ္တာတွေကိုအစိတ်ခတ်သွားကြတယ်လေကိုချင်းစာတတ်ပါတယ်အရင်လိုနေရတကာလိုက်ပြီးမခံစားရတော့ဘူးကိုရဲ့စာနာစိတ်နဲ့ကိုကိုတတ်သွားကြတယ်လေတနာတတ်ပါတယ်အရင်လိုလူတိုင်းကိုမကူညီရဲတော့ဘူးကိုရဲ့အကူအညီနဲ့ပဲဒုက္ခတွေခြံသွားကြတယ်လေမချစ်တတ်တော့ဘူးကိုရဲ့ချစ်တဲ့စိတ်နဲ့ပဲကိုအနိုင်ယူကျင်ကြတယ်သူငါ့ကိုချစ်နေတာပဲဆိုပြီးဂယုမဆိုင်ပဲပြစ်ထားတတ်ကြတယ်လေဟမ်မဆောင်တတ်တဲ့စိတ်မာယာမသုံးတတ်တဲ့စိတ်အဲ့ဒီအရာတွေကပဲအမြဲတမ်းအရှုံးဘက်ကနေရတယ်အခုတော့လေနေတတ်သွားပါပြီကဘာပေါ်မှာသနာစရာအကောင်းဆုံးလူဟာငါပါလားလို့ကိုမင်္ဂလာပါပြောရင်လည်းမကောင်းဘူးအကုသိုလ်များတယ်ဆိုတော့အကုသိုလ်မများရင်တစ်တော့မကြည့်နဲ့ပေါ့ကလေးရဲ့ကိုယ့်အကိုပရိစိတ်နေကုသိုလ်ရတယ်လေနော်တစ်တော့ကြည့်လို့အကုသိုလ်များရင်မကြည့်နဲ့နင်လည်းမစော့နဲ့ဘာဖြစ်လို့သူများကိုဝင်ပြီးတော့ဗလိန်းတာလဲမကြည့်ချင်းကြောသွားမကြောတတ်ဘူးလားမကြောတတ်ချင်းအန်ဒီရှိယိုလာခဲ့အန်ဒီကြောနီးလေးသင်ပေးမယ်စီလေးထည့်လိုက်ထည့်ပြီးရင်ကိုချက်ချင်းတဲ့ဟာလေးကိုစီးတက်ပြီးတော့ကြောလိုက်အဲ့ဒါကြောတာပဲနော်မကြည့်ချင်းဘလော့လိုက်ပါကြောလိုက်ပါအကုသိုလ်များရင်မကြည့်ပါနဲ့အကုသိုလ်ဖြစ်မဲ့အလုပ်တွေကိုမလုပ်နဲ့ကိုဟာကိုကုသိုလ်ရအောင်ဖျားပန်းလဲဖျားတောက်တော်ရေကက်ပရိစိတ်ဖျားရှိခိုးမှန်မှန်လို့နော်နိဗ္ဗာန်ကိုအမြတ်ဆုံးရောက်တယ်နော်မသိရင်မှတ်ထားအကုသိုလ်များတယ်ဆိုမကြည့်ရဘူးရှင်းတယ်နော်မရှင်းရင်နောက်တစ်ခေါက်ပြန်ပြောပြပေးရမလားအခုကပြင်မာရော online ပေါ် TikTok တွေပေါ်မှာရောအထင်းရခက်ဆုံးအရွယ်တွေက10ကျော်သက်အရွယ်တွေမဟုတ်တော့ဘူး40ကျော်50အရွယ်ကြီးတွေငါတို့လိုအရွယ်ကြီးတွေပေါ့ကွာဒီအရွယ်ကြီးတွေကြောက်လည်းသိတယ်မို့လားဘယ်သူမှရိုက်နေဆုံးမလို့မရတော့သလိုသူတို့ကြောက်ရပဲသူတွေလည်းမရှိတော့ဘူးမို့လားဒါကြောင့်မို့ကဲကျင်နိုင်ကဲနေကြရတယ်သူပါလေမင်းရှိတဲ့ညတွေကိုတယောက်ထဲမေးရောမနေ့ကခါလိုက်သွားအခုလိုက်သွားလမ်းကလိုက်ပါပေးလိုက်အောင်မယ်သွားဖွက်အိမ်မော哎呦我的妈ထမင်းတစ်တော်ထဲမှာလေအဖက်မျိုးစုံသုံးပြီးတော့ဒီလူရုပ်ကလေးထွက်နေတာကိုအပြင်မှာတကယ်လှတယ်ထင်ပြီးတော့တဟိုက်ဟိုက်နဲ့လာမဟိုင်းကြနဲ့နော်ငါအဖက်ဖြုတ်ပြလိုက်သေမရှင်ဖြစ်သွားမယ်哎呦我的妈မင်္ဂလာပါတဲ့အန်ဒီအေးတဲ့နာမည်ခေါ်ပေးပါတဲ့နာမည်ခေါ်ပြီးအပီပြန်ပေးပါနာမည်ခေါ်တော့ကလေးရဲ့ဘလို့ခေါ်မှမသိနဲ့အကောက်ကသဘွတ်ရဆိုတော့မချောက်သေးတာကဲသဘွတ်ရကနာမည်ခေါ်ပေးလိုက်ပြီနော်မင်္ဂလာပါအန်ဒီတို့အားပေးလို့ကျေးဇူးတင်ပါတယ်နောက်6တဲ့အခါကျတော့အန်ဒီတို့တခါပြောအောင်နော်သဘွတ်ရဆိုတော့မချောက်သေးလို့နေမောအကောက်တည်းကအင်္ဂလိပ်လိုနာမည်တွေဆိုအန်ဒီကမခေါ်တတ်ဘူးအန်ဒီအင်္ဂလိပ်ဆိုတာမတတ်ဘူးဗမာစာပဲတတ်တယ်ဗမာစာနာမည်လေးတွေကိုအန်ဒီကခေါ်ပေးတာနော်အခုကခလေးကသဘိုးရဆိုတော့အန်ဒီကအင်္ဂလိပ်လိုရေးထားတာဗမာလိုကသဘိုးရတဲ့အင်္ဂလိပ်လိုကတော့မသိဘူးကဲအန်ဒီတို့ကတော့6သွားပြီပေါ့သားရဲ့သားကတော့သဘိုးရသားလားသမီးလားတော့မသိဘူးနော်အန်ဒီအပီလေးပြန်ပေးလိုက်